စိတ်ဆင်းရဲရင်ကိုယ်ပါလိုက်ပြီးတော့ဆင်းရဲတာလည်းရှိတယ်တခါတလေစိတ်အရမ်းညစ်လာပြီဆိုရင်လူကနေရထိုင်ရတာဘယ်လိုပြောချွေးတွေပါတွေပြန်လာပြီးတော့တမျိုးကြီးဖြစ်နေတာတွေလည်းရှိတယ်ကံစိတ်ဥတုအာဟာရအကြောင်းတရားတွေကြောင့်ဘုန်းဘုန်းတို့ရဲ့ဘဝမှာချမ်းသာခြင်းဆင်းရဲခြင်းဆိုတာနေရာတိုင်းမှာအချိန်တိုင်းမှာမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါကြောင့်လောကရန်တရားနဲ့ပတ်သက်တဲ့တရားလေးကိုဟောမယ်လို့ပြောလိုက်တော့လောကရန်ဆိုတဲ့စကားလုံးကိုကြားလိုက်တဲ့အချိန်မှာလူအများစုရဲ့စိတ်ထဲကဘလို့ပဲတွေးမှလဲအလွန်ကြီးမားတဲ့အပြောင်းလဲကြီးတွေကိုမှလောကရန်လို့ထင်ကြတယ်ကောင်းတဲ့ဘက်မှာပဲဖြစ်ဖြစ်ဆိုးတဲ့ဘက်မှာပဲဖြစ်ဖြစ်ကြီးမားတဲ့အပြောင်းလဲကြီးတွေတွေ့ရကြုံရရင်ဒါလောကရန်လို့လူတွေကနားလည်ထားကြတာအမှန်ကအဲ့ဒါလို့ဟုတ်သလားကြီးမားတဲ့အပြောင်းလဲကြီးတွေမဟုတ်တော့လည်းပဲလောကရန်တရားထဲမှာအကျုံးဝင်နေတဲ့တဘာဝအတွေ့အကြုံတွေဟာဘုန်းတို့ခန္ဓာမှာအချိန်တိုင်းမှာနေရာတိုင်းမှာတွေ့ကြုံနေရတယ်ဒါကြောင့်အခြေပြန်ဆုံးတရားလို့ပြောတာလူတိုင်းနဲ့သက်ဆိုင်တဲ့တရားလူတိုင်းနဲ့တိုက်ဆိုင်မဲ့တရားဘာတရားတော့လောကရန်တရားနဲ့တွေ့လာတဲ့အခါမှာတို့ဘလို့တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြစ်အောင်ရင်ဆိုင်ရမလဲအများစုကတော့လောကရန်တရားနဲ့တွေ့လာတဲ့အခါမှာမတည်ငြိမ်ကြတဲ့မအေးချမ်းကြတဲ့တော့တုံလှုပ်ကြတဲ့ပုံကိုယ်တွေပဲများတယ်ယာနှုံးကြီးတည်ငြိမ်သွားတာအေးချမ်းသွားတာကတော့ယဟန္တာဖြစ်မှာပဲရနိုင်တာသို့တော့ကိုယ်လည်းပဲကိုယ်အစဉ်လေးနဲ့ကိုယ်အတိုင်းတာလေးနဲ့ကိုထိုက်တဲ့လောက်တည်ငြိမ်မှုအေးချမ်းမှုရအောင်လုပ်မယ်ဆိုရင်ကောမဖြစ်ဘူးလားဖြစ်တယ်အမြဲတမ်းရွတ်ဆိုတဲ့နဲ့ပူဇော်တဲ့နဲ့စိတ်ထဲမှာနားလည်မှုနဲ့အမြဲတမ်းရွတ်ဆိုနေတဲ့နဲ့ဂါထာတစ်ပုဒ်ရှိနော်လောကီလို့ဘလို့ကျိုးစီးပွားတွေဖြစ်ထွန်းမဲ့ဘာညာညာရည်ရွယ်ပြီးတော့ဂါထာတော်ကိုပြောမှာမဟုတ်ပါဘူးအဲ့ဒါတွေဘုံဘုံတို့တိတ်စိတ်မဝင်စားပါဘူးကိုယ့်ရဲ့စိတ်ကလေးကိုတက်မှတ်အောင်ကောင်းမွန်အောင်ထိန်းချောင်းပေးနိုင်တဲ့အတွက်ကြောင့်တကယ်ကိုလက်တွေ့စိတ်နှလုံးရဲ့ငြိမ်းအေးမှုကိုရစေနိုင်တဲ့အစွမ်းရှိတဲ့လမ်းညွန်ချက်ပါနေတဲ့ဂါထာရခြင်းလှရောက်မယ်နဲ့တူရနော်အဲ့ဒီဂါထာရခြင်းလှရောက်မယ်နဲ့တူရနော်ရပြီးသားနော်ဒီလူတွေရဲ့ခေါင်းထဲမှာရှိပြီးသားလောကရန်တရားနဲ့ပတ်သက်ပြီးတော့လဲဘုံဘုံကရှေ့ရပြောထားတယ်အလွန်မှကောင်းတယ်လို့လည်းပြောထားတယ်ဘယ်ဂါထာလေးများဖြစ်မလဲဖုဋ္ဌတလောကဓမ္မေဟိစိတ်တံယတ္တနာကံပတိအသောကံဝိရဇံခေမံဧတံမင်္ဂလာမုဒ္ဓမံရတော့ရထားတယ်ဒါပေမဲ့ဘယ်တိုင်းတာထိဒီဂါထာလေးရဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကိုနားလည်နိုင်တယ်လေအဲ့ဒီနားလည်မှုအနိမ့်အမြင့်ပေါ်မှာမူတည်ပြီးတော့ကိုယ်စိတ်ထဲမှာဒီဂါထာရဲ့